အားလုံးပဲမိလာပါခင်ဗျာကျွန်တော်အခုမိတ်ဆွေတို့ပြပေးချင်တာကတော့မိတ်ဆွေတို့ကိုယ့်အိမ်မှာမီဂျိုအသစ်တွယ်မယ်နော်ပလက်ခုံတွေပါအသစ်ဆွဲမယ်ဆိုရင်ဘယ်လိုကြိုးဆိုင်သုံးရမလဲဘယ်လိုဘရီကာဆိုင်သုံးရမလဲဆိုတာကိုသိရဖို့အတွက်ပြပြပြဖြစ်ပါတယ်နော်အဲ့တော့မိတ်ဆွေတို့ကဘယ်လိုကြိုးဆိုင်သုံးရမလဲဘယ်လိုဘရီကာဆိုင်သုံးရမလဲဆိုတာကိုသိရဖို့အတွက်မိတ်ဆွေတို့ ampere သိဖို့လိုပဲပေါ့နော်ကိုဘယ်လောက် ampere သုံးမလဲဆိုတာကိုသိရမှသာလျှင်မိတ်ဆွေတို့ဘယ်လောက်ကြိုးဆိုင်ဘယ်လိုဘရီကာဆိုင်သုံးရမလဲဆိုတော့ရွေးချယ်လို့ရမှာဖြစ်တယ်เนาะအဲ့တော့ ampere ဆိုတာကမိတ်ဆွေတို့ဘာကိုပြောလဲဆိုတော့ A လို့ရေးထားတယ်ပေါ့နော်ဟိုဘရီကာတွေမှာလဲ 30A ဆိုရင်ဒါ30 ampere ဘရီကာ 60A ဆိုရင်လဲ60 ampere ဘရီကာပေါ့နော် 32A ဆိုလဲ32 ampere ဘရီကာ A နဲ့ခဏနေတော့ A လို့ဆိုတာ ampere ပေါ့နော်များသောအားဖြင့်အဲ့တော့ampere ကိုတိမှတ်တာနေမိတ်ဆွေတို့ဘယ်လိုကြိုးဆိုင်ဘယ်လိုဘရီကာဆိုင်ဟုတ်တယ်မလားဘယ်လောက် ampere ဘရီကာသုံးရမလဲဆိုတော့မိတ်ဆွေတို့သိမှာဖြစ်တယ်အဲ့တော့ ampere တိဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုရင် ampere တိဖို့အတွက်ကိုသုံးမဲ့ watt အားပေါ့နော်ကိုသုံးမဲ့ watt ဆိုတာဥပမာမီဒီဒီမှာဆိုရင်10 watt 15 watt 130ဟုတ်တယ်မလားသူက 120 မီဒီ10လုံးသုံးမဲ့ဆိုရင်ဒါ watt 200ကိုသုံးမှာဖြစ်တယ်နော် watt ဆိုတာကတော့ဒါကိုသုံးမဲ့ watt အားပေါ့နော်မဲဆိုလဲဟိုဆိုင်မှာဝယ်မှုမှာပါ15 watt မီဒီ20 watt မီဒီဟုတ်တယ်မလားအဲ့လိုထမင်းပေါင်းလို့ဒန်နီဒီမှာလဲဝက်အားပါတယ်ဗောနော်သူတို့ရေးထားပေးတယ်ဗောနော်ဘလောက်ဝက်အားရှိတယ်ဗောဒီနနီက1000ပေါင်းဆိုရင်1400ဝက်1600ဝက်အစားသားဗောနော်အဲ့တော့ကိုသုံးဝက်အားကိုဒီဗိုလ်တိတ်နဲ့စားဗိုလ်တိတ်ဆိုတာဟာကိုအိမ်ကိုဝင်လာတဲ့မီးအားကိုပြောတာနော်မြန်မာနိုင်ငံမှာတော့များအားဖြင့်220ဗောနော်အဲ့တော့ဒီအားကိုတိဖို့အတွက်ဥပမာကိုသုံးဝက်ဗောနော်ဥပမာကိုထမင်းနှလုံးပါထမင်းတစ်လုံးကိုနှလုံးတက်မယ်ပလက်ကိုတစ်ခုဆွဲကြည့်တယ်ဆိုပါစို့နော်ပလက်ထမင်းပေါင်းတစ်ခုက1400ဝက်ရှိတယ်ထားရနော်အဲ့တော့နှလုံးဆိုတော့2800ဝက်နော်ထမင်းပေါင်းနှလုံးတက်မယ်ပလက်ခုတစ်ခုဆွဲဆိုရင်ကိုက2800ဝက်နော်ထမင်းပေါင်းတစ်လုံးက1400ဝက်ရှိတဲ့အတွက်နှလုံးဆိုတော့2800ဝက်အဲ့တော့2800ကိုရင်ဝင်လာတဲ့မီးအားပေါ့နော်220နဲ့စားလိုက်အဲ့တော့12 ampere လောက်ရတယ်ပေါ့နော်ဟုတ်တယ်မလားဒါဆိုရင်ကိုသုံးမဲ့ ampere ကိုသိပြီနော် ampere ကိုသိပတ်အတွက်အဲ့တော့ကျိုးဆိုင်ရွေးမှာပေါ့နော်ကျိုးဆိုင်ရွေးမှာဆိုရင်ကျွန်တော်ဗီဒီယိုအဆုံးမှာပေါ့နော်ဒီကျိုးဘလောက်ကျိုးကဘလောက် ampere ထိခဏနေတယ်ဘလောက် ampere နဲ့ဘလောက် ampere ကြားဆိုရင်ဘယ်ကျိုးဆိုင်သုံးလို့ရတယ်ဆိုတာကိုရေးထားတယ်ပေါ့နော်ပုံလေးကျွန်တော်ဗီဒီယိုရဲ့အဆုံးမှာတင်ပေးပါပေါ့နော်အဲ့တော့ဒီလိုမျိုးလေးပေါ့နော်ဒါကျွန်တော်အကြံမရေးထားတာနော်အဲ့တော့လောတယ်ကျွန်တော်ကအခုကကျွန်တော်တို့ကကိုသုံးမဲ့ဟာထမင်းပေါင်းနှလုံးသားပလုံးဆွဲမှာ7 ampere လောက်သုံးပါအဲ့တော့ဒီမှာသူကရေးထားတာအကျိုးအပုံထဲမှာနော်3036နော်ဒါ3036အင်ချန်နဲ့ဆိုရင်ဒါကမီလီမီတာဆုံးခန်းနဲ့ဆိုရင်1.5ဂျိုက7 ampere တော့15 ampere ထိခံနိုင်ရဲ့7.29 2.5နော်7.29ဂျိုစင်ကဆို2.5 mm 16 ampere 21 ampere ထိခံနိုင်တယ်နော်အဲ့လိုရေးထားတယ်အဲ့လိုရေးထားတော့ကိုဒီမှာ7 ampere ထိသုံးပါ7 ampere ထိသုံးပါဆိုတော့ကျိုးဆိုင်ကအမြင်နဲ့ကြီးတာကိုပဲထားပါနော်ကျိုးဆိုင်မသေးစင်နဲ့ကိုသုံးမဲ့အရာထက်ကျိုးဆိုင်ကြီးတာကိုပဲထားပါနော်အဲ့ဒါပို့ပြီးတော့စိတ်ချရတယ်စိတ်လေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာ336 1.5ပေါ့နော်1.5ကကျွန်တော်ပြောတာ12 ampere နော်15 ampere ထိခံနိုင်ရယ်နော်ကိုသုံးမှာ12 ampere တွေ15 ampere ခံနိုင်ရယ်အဲ့တော့ဒီဟာသုံးလေးရလားဆိုရတယ်ဒါပေမဲ့ဒီဟာကိုမသုံးနဲ့နော်မသုံးနဲ့ပို့ပြီးစစ်ဖြစ်အောင်7ကို29နော်7.29ကျိုးဒါမှမဟုတ် single ဆိုရင်2.5ပေါ့နော်2.5ကျိုးတော့ဘာလို့သူက16 ampere နော်21 ampere တည်းခံနိုင်တယ်နော်ကျိုးဆိုင်ကြည့်တာမမှားဘူးအဲ့တော့ကျိုးဆိုင်ကိုကြီးပဲတော့တားကြီးကြလည်းမလို့ပေါ့နော်ငွေကုန်များတယ်ပေါ့နော်ဒီကျိုးတွေသုံးရတာဆို7ကို36တို့နော်4 mm တို့သုံးလို့ရတာဆိုတော့သုံးလို့ရတယ်ဒါပေမဲ့အကုန်ရများတယ်ပေါ့နော်ဒီ7ကို29ဆိုရင်ရပြီပေါ့နော်သူက16 ampere နော်21 ampere ဒီခံနိုင်တဲ့အတွက်လောက်ဆိုရပြီအဲ့တော့ကျွန်တော်တို့ကကျိုးဆိုရင်7ကို29ဒါမှမဟုတ် millimeter 2.5
ဒါမှမဟုတ်ပေါ့နော်ဒါမှမဟုတ် 2.5 mm 2.5 ကျိုးသုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျိုးဆိုင်ကအများနဲ့ကြီးထားပြီပေါ့နော်အဲ့တော့ breaker size ယူပြီ breaker size ယူပြီဆိုလို့ရှိရင်ကိုကသုံးမှာ12 ampere နော်12 ampere ကျိုးရတယ်ဒီကျိုးကိုသုံးမှာဒီကျိုးကဘယ်လောက်ထိခက်နိုင်လဲဆိုရင်16 to 21နော် ampere ထိခက်နိုင်တယ်နော်ဒါမဲ့ကိုကအမှ ampere ကို breaker ဝါကြတော့တေးထားပြရတယ်ဟုတ်လား breaker ဝါ ampere တေးထားပြရတယ်ဘာလို့ဆိုကျိုးဆိုင်ကိုကြည့်ကျိုးဆိုင်ရဲ့ breaker size ဆိုရင် breaker size ကတေးကျိုးဆိုင်ကိုကြည့်ထားအဲ့ဒါမှစစ်ပြတယ်နော်ကျိုးဆိုင်တေးပြီး breaker size ကြီးလို့ရှိရင်ဘာပြောလဲဆိုတော့ဥပမာ short ဖြစ် short တွေဘာတွေဝင်ပြီးတော့ပါဥပမာကိုသုံးတဲ့ပစ္စည်းတစ်ခုက short ဝင်ပြီးတော့ ampere ထောင်တက်မှာတို့ထောင်တက်တာတို့ဘာလို့ဖြစ်သွားလို့ရှိရင် breaker ဖြတ်မချပေးဘူးဖြတ်မချပေးမနဲ့ကျိုးရပူပြီးတော့ကျိုးလောင်တာတို့ဘာလို့ wire short တို့ဘာလို့ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ breaker size ကိုတေးတာ16 to 21 ampere ဒီကျိုးကခက်နိုင်တယ်အဲ့တော့ breaker က16 ampere သုံးလို့ရတယ်များပေါ့နော်10 ampere ကတော့သုံးလို့မရဘူးသူက12 ampere လောက်ထိသုံးမှဖြစ်တဲ့အတွက်တခြားတစ်လုံးမတည့်ပြီးဖြတ်ချလိုက်မယ်နော်သူက12 ampere ရကျိုးက12 ampere ထိသုံးမှသူက10 ampere ဆိုရင်တစ်လုံးနဲ့နှလုံးတည့်တာနဲ့ဖြတ်ချလိုက်မယ်နော်ဖြတ်ချတတ်တယ်ပေါ့နော်အဲ့တော့ breaker size ကို16 ampere ထိသုံးလို့ရတယ်ပေါ့နော်20 ampere လည်းသုံးလို့ရတယ်ပေါ့နော်အဓိကဒီကျိုး size ထက်ကျိုး size ခံနိုင်တဲ့ ampere ထက် breaker မကြီးဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီဟာဆွဲမယ်ဆိုရင်16 ampere ဒါမှမဟုတ်20 ampere ပေါ့နော် breaker သုံးလို့ရတယ်ကျိုး size ကဆဲဖို့အတူတိုင်း 2.5 mm ဆွဲသုံးလို့ရတယ်เนาะဒါပေါ့နော်အဲ့တော့နောက်တစ်ခုကျတော့ပုံပြရှင်းအောင်ပြောရမယ်ဆိုရင်ကိုကမေးဖို့ကြောင့်အတွက်မီကျူဆွဲမယ်เนาะ breaker လည်းခံမယ်မီကျူဆွဲမယ်မေးဖို့ကြောင့်အတွက်เนาะအဲ့တော့ကိုမေးဖို့ကြောင့်ကိုကဘလောက်သုံးမလဲဆိုရင်เนาะဝက်4000သုံးမယ်ဟုတ်လားအဲ့ဒါကိုရဝင်လာတဲ့မီအားပေါ့မီအား120ပါပဲဒါ ampere တိပါနော်ကျိုးဆိုင်ပြီးစိုက်ကြည့်တော့မှာအဲ့တော့ဝက်4000သုံးမယ်ဝက်4000ကို220နဲ့စားတော့18 ampere ရတယ်နော်18 ampere လောက်ရတယ်ဒါ18 ampere နော်ရတယ်အဲ့တော့ဒီကျိုးဆိုင်ကိုကြည့်လိုက်တဲ့အခါမှာဒီမှာ7ကို29ပေါ့နော်ဒါလည်းမြင်ရလားမသိ7ကို29 2.5 ရ16 to 21နော်16 ampere 21သုံးလို့ရတယ်နော်21 ampere တိသုံးလို့ရတယ်တဲ့ဒါပေမဲ့ကျွန်တော်သုံးမှာ18 ampere နော်ဒီကောင်သုံးလို့ရတာဆိုတော့ရတယ်ဒါပေမဲ့အဲ့ကောင်ကိုမသုံးဘူး7ကို29 2.5မလို့ဘာလို့ကျိုးဆိုင်ကိုချီထတာမမဘူးနော်အဲ့တော့7ကို36နော်4 mm ပေါ့နော်မီလီမီတာနဲ့ပြောရင်4 mm ကျိုးပေါ့နော်စင်ကကျတော့ပြောရင်7ကို36သူက21ရရင်တော့28တိခဏနိုင်တယ်အဲ့တော့ကျွန်တော်18 ampere ဆိုတော့ AC သုံးလို့ရတယ်အဲ့တော့7ကို36ကျိုး3ပေါ့နော်7ကို29မသုံးနဲ့နော်ကျိုးဆိုင်ကိုကြည်ထားပြီဒါမှမဟုတ်4 mm ကိုကုန်ပေါ့နော်ဒီဘူးကြောင့်အဲ့တော့ဒီကောင်သုံးဝင်ပေါ့နော်ဒါကျိုးဆိုင်ရပြီနော် breaker size ကြတော့ breaker size သုံးဝင် breaker size ကြတော့ဥပမာဒီကောင်က18 ampere နော်18 ampere ဆိုတော့ ampere တုံးမှာဆိုတော့16 ampere လည်းသုံးလို့မရဘူးပေါ့နော်အဲ့တော့ဘယ်လောက်သုံးမလဲဆိုရင်20 ampere လောက်နော်20 ampere လောက်သုံးလို့ရတယ် breaker နော်အဲ့တော့ breaker size ကတေးတာဒီ breaker size ဒီ wire size ဘယ်လောက်တောင်းလဲဆိုတော့21 to 28သုံးလို့ရတယ်ပေါ့နော်21 to ampere 28သုံးလို့ရတယ်ကိုကအဲ့တော့20 ampere လောက်ပဲတက်ပေါ့နော်ဘာလဲဆိုတော့အဲ့ဆိုရင်စိတ်ဖြစ်တယ်ပေါ့နော်တကယ်လို့ကိုကဒီကျိုးဆိုင်ရ21 to 28 ampere ပဲခံနိုင်တာအဲ့ဒါကိုက30နှစ် breaker ကြီးတွတ်တယ်ဟုတ်ပါဘူးတကယ်လို့ဒီကိုသုံးတဲ့ပစ္စည်းတွေကဟိုမှာ short တကုတ်ဝင်ပြီး ampere ထောင်တက်လာတယ် ampere များတယ်ပေါ့ဆိုရင်ဒီ breaker ဖြတ်မချတော့နော်ကိုက30နှစ်တောင်တော်တာသူကampere 30နှစ်ကျော်မှ30နှစ် ampere ကျော်မှ breaker ဖြတ်ချမှာအဲ့တော့ဒီကောင်ဖြတ်မချဘူး breaker ဖြတ်မချတော့ချိုးကပူးလာနော်ပူးလာပြီးတော့
ကျိုးဝါယာရှော့တွေပါရဲ့မီးလောင်နေဆိုတာဒါတွေဖြစ်တာပေါ့နော်အဲ့တော့ကိုကကျိုးဆိုင်ကိုကြည်ထားကိုသုံးမယ်ဆိုရင်ကျိုးဆိုင်ကိုကြည်ထားဘရေကိုက်ဆိုင်ဘရေကာဆိုင်ကိုတေးထားပြီပေါ့နော်အဲ့ဆိုရင်ပို့ပြီးစစ်ဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့လာပြောပြနားလေလာမသိနော်နားမလဲကောမန့်မှာမိုက်ခဲ့ပြီပေါ့နော်ကျွန်တော်ပြန်ရှင်းပြမယ်ပေါ့နော်လွယ်လွယ်လေးပါနော်ကိုကကျိုးဆွဲမယ်ဟိုမှာကျိုးဆွဲမယ်ဆိုရင် ampere တိဖို့လိုတယ်နော် ampere တိဖို့လိုတယ်အဲ့တော့ကိုကဘယ်လောက်ဝတ်သုံးမလဲနော်ပြီးရင်အဲ့ဒါကိုကိုယ့်ရင်ဝေလာတဲ့မီးရနဲ့စားလိုက်မယ်ရလိုက်ရင်အဲ့ဒါ ampere ပဲဟုတ်တယ်မလား ampere ပဲampere ရရလို့ရှိရင်ကျိုးဆိုင်ရင်ရွေးမယ်နော်ကျိုးဆိုင်ရတော့ကျွန်တော်ဗီဒီယိုနောက်ဆုံးမှာတင်ပေးထားမယ်နော်တင်ပေးထားပါနော်နော်ဘယ်လောက် ampere ဆိုဘယ်လောက်ကျိုးဆိုင်ကိုကြီးသုံးထားပြီပေါ့နော်ကွက်တီမသုံးနဲ့ပေါ့နော်ပြီးလို့ရှိရင်ဘရီကာကိုကြတော့တေးပြီးသုံးပြီပေါ့နော်အဲ့ဒါဆိုရင်ရပြီပေါ့နော်ဒါလေးပဲနော်လူတွေမေးနေကြတယ်ပေါ့နော်ကျွန်တော်မေးကြည့်တယ်မေးနေကြလို့ကျိုးဆိုင်ဘယ်လိုရွေးရမလဲဘယ်လိုဘရီကာဘယ်လိုစိုက်ရွေးရမလဲဆိုတော့မေးနေကြလို့အဲ့ဒါလာပြောပေးတာပေါ့နော်ဟုတ်ကဲ့ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်ဗျာနောက်ဗီဒီယိုတွေကိုလည်းဆက်လက်စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ဗျာ